ဟိုတို့ထုံးမြနိုင်ကတော့ဘလောက်ပဲ line ပေါ်မှာဘလောက်ပဲ online ပေါ်ဘလောက်ပဲကောင်းကြောင်းနေဘလောက်ပဲပြောနေပါစေဒီလိုမျိုးရက်စက်ရုံမာတဲ့လောက်ရမျိုးတွေနဲ့မိန်းကလေးငယ်လေးတွေဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အခုလိုမျိုးမဒိန်ကျင်တာမျိုးတွေအခုလိုမျိုးရဲဆက်ဆက်လှုပ်ဆောင်နေတာမျိုးတွေကဒါဟာလူမဆန်တဲ့လောက်ရမျိုးတစ်ခုဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ပြောချင်တာတော့မဒိန်တက်လို့တော့မှကျွန်တော်နာမည်တက်ပြချင်ပါလို့တော်လာရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေတွန်းနေခြင်းဟာလည်းပဲတော်လာရေးရဲ့ image ကိုအရင်ကျဆင်းစေတာဖြစ်ပါတယ်ဒီကနေ့မီဒီယာတွေကလည်းပဲဒီလိုသတင်းမျိုးတွေကိုပုံထုတ်လာခြင်းမရှိဘဲနဲ့အေးရဲ့ကောင်းကြောင်းတွေအေးထုံးမြနေဘယ်လိုပြောတယ်အေးထိတ်ပိုက်ကောင်းဆောင်ဘယ်လိုပြောတယ်ဆိုတာတော့ပဲရေးသားလာတာမျိုးတွေပဲတွေ့နေရပါတယ်လက်ရှိရခိုင်ပြည်နယ်ကသတင်းမှန်သမျှသည်လိန်ညာဟန်ဆောင်ဖုံးကွယ်ထားတဲ့သတင်းတွေသာဖြစ်တယ်ဆိုတဲ့ဟာကိုတင်ပြခြင်းပါလက်ရှိအေးရဲ့ရက်စက်ရုံမှမှုတွေဟာလုံးဝကန်းကောင်းနေပြီဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်အားလုံးပဲတာလီဆိုပါကိုချရှာညနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်တဲ့မောင်တော်မြို့နယ်ကနေပေးပို့လာတဲ့သတင်းတချို့ကိုကျွန်တော်နှစ်စုစည်းသုံးသပ်အစီအစဉ်တင်ပြပြတော့ပါခင်ဗျာအဲကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့တယောက်ချင်းစတဲ့ကိုလေးစားစွာနဲ့ဖိတ်ပလိုက်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်လက်ရှိနေပြီးတော့ဒီကျွန်တော်မောင်တော်မြောက်ပိုင်းမှာရိုဟင်ဂျာကြေးရွာမှာလက်ရှိဒီကျွန်တော်ကျောင်းအုပ်ဆရာမကြီးတယောက်ပေါ့နော်ဒီကျောင်းအုပ်ဆရာမကြီးတယောက်ဟာကျောင်းသားတွေစီကနေပြီးတော့မတရားလာစဉ်ကြေးတွေကောက်ခံနေတယ်ဆိုတဲ့သတင်းနောက်ပြီးတော့ဒီလက်ရှိတွေဒီကျွန်တော်မောင်တော်မြောက်ပိုင်းကဒီကျွန်တော်မောင်တော်ဘူးတိတောင်နေဖက်မှာမတရားဖမ်းဆီးခံထားရတဲ့ဒီကနေ့ရိုဟင်ဂျာလူငယ်တွေထောင်ကနားတဲ့မနေရှိနေတယ်ဆိုပြီးတော့လည်းတရားရှိထားပါတယ်ဆိုတော့ဒီအခုနောက်ပိုင်းဒီသူတို့ဖမ်းဆီးခံထားရတဲ့ဒီလက်ရှိနေပြီးတော့ရိုဟင်ဂျာတွေတက်မှာသူတို့ဘာလဲဆိုတော့အာစာနဲ့ပတ်သက်လို့ဆိုပြီးတော့မတရားဖမ်းဆီးခံထားရတဲ့ရိုဟင်ဂျာလူငယ်တွေအများပြားရှိနေတယ်လို့လည်းတရားရှိပါတယ်ဆိုတော့ဒီလူငယ်တွေထဲမှာအသက်16နှစ်အောက်ပြည့်သေးတဲ့ကလေးသူငယ်တွေပါတယ်လို့အသက်16နှစ်အောက်မပြည့်သေးတဲ့မိန်းကလေးငယ်လေးတွေလည်းပါနေတယ်ဆိုပြီးတော့လည်းဒါသတင်းအရှုံးမှာဖော်ပြထားတာတွေ့ရတယ်လို့ဒေသခံတွေစီကလည်းပေးပို့လာတာရှိပါတယ်ဆိုတော့ဒီလက်ရှိနေပြီးတော့အရကတက်တော့အေးဟာဒီကျွန်တော်တို့အဲ့ဒီမှာနေပြီးတော့အစီအဝေးလောက်တိုင်းမှာဒီကျွန်တော်မောင်းတော့ဘူးတိတောင်နေတွေဘက်မှာအစီအဝေးလောက်တိုင်းမှာအရကနေမြေအတွင်းမှာတခြားဘာသာဝင်တွေမနေရဘူးတနည်းအားဖြင့်မွတ်စလင်တွေနေထိုင်ခွင့်မရှိစေရဘူးဆိုပြီးတော့လည်းသူတို့ပြောဆိုကြတယ်ဆိုပြီးတော့လည်းသတင်းတချို့မှာဖော်ပြထားတယ်လို့ဒေသခံတွေစီကလည်းကျွန်တော်စီကိုသတင်းပေးပို့လာတာမျိုးတွေရှိပါတယ်ဆိုတော့ဒီသတင်းပေးပို့လာတာထဲမှာဒီကျွန်တော်တို့ဒီတနည်းအားဖြင့်ဆိုဒီကျွန်တော်မောင်းတော်မြောက်ပိုင်းငန်းရှောင်းကျေးရွာအထက်ကကွဲမှာအခုလက်ရှိဒီတာဝန်ထမ်းဆောင်နေတဲ့ဒီကျောင်းဆရာမကြီးဟာအရင်တုန်းကလည်းပဲဒီကျွန်တော်တို့ဘောနော်ဒီကျွန်တော်အဲ့မှာနေလို့စက်ကောင်စီလက်ထက်တုန်းကလည်းပဲကျောင်းကြီးတာဝန်ကိုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဆီယမဟာအခုလက်ရှိဒီကျွန်တော်တို့ဒီရိုဟင်ဂျာကျွေးရတယ်မှာလာစဉ်ကျေးဆိုပြီးတော့ဒါသူတို့အဲ့မှာတစ်လောက်ကို9000အထိကောက်ခံနေတဲ့အပြင်သူတို့ဒီသူငွေတန်းအဆင့်ကနေပြီးတော့ဒီကျွန်တော်လေးရအထိပေါ့နော်ဒါလက်ရှိနေသူငွေတန်းအောင်လည်းပဲဒါဟာလည်းပြီးတော့တစ်လောက်ကို3000အထိကောက်ခံနေတာမျိုးရှိပါတယ်ဆိုပြီးတော့ပြောပါတယ်နောက်တစ်ခုဒီကျွန်တော်တို့ဒီ UNA ရဲ့ပညာရေးဌာနကနေပြီးတော့လက်ရှိကျောင်းဆရာဆရာမတွေငွေကြေးပံ့ပိုးထားတာမရှိတဲ့အတွေ့အကြုံမို့လို့လက်ရှိရိုဟင်ဂျာရွာတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေကိုရိုဟင်ဂျာရွာသူရွာသားတွေကနေပြီးတော့ပိုက်ဆံကောက်ခံပြီးတော့ပေးဆောင်နေရတယ်ဆိုပြီးတော့လည်းတရားရှိပါတယ်ဒီလိုပေးနေရတဲ့အပြင်နောက်ထပ်လည်းဒီကျွန်တော်ကျောင်းသားကျောင်းသူတွေစီကနေပြီးတော့လက်စေကျေးဆိုပြီးတော့လည်းပေးနေရတယ်ဆိုပြီးတော့လည်းတရားရှိတာပါဆိုတော့လက်ရှိဒီကျောင်းဆရာမကြီးတယောက်ဖြစ်ပါနေရဲ့နဲ့ကျောင်းသားတွေကိုနိုင်တဲ့စင်းနဲ့လောက်တာမျိုးတွေနောက်တစ်ခုကကျောင်းသားတွေစီကနေမတုံမတရားငွေကြေးကောက်ခံနေမှုတွေရှိနေတဲ့အတွေ့အကြုံလက်ရှိဒီကျောင်းတွေမှာအစိုးရဝန်ထမ်းလို့မရှိကြတော့ဘဲနဲ့တနည်းပြောမယ်ဆိုလို့ရှိရင်ဒီသူတို့စာသင်ကြရမှာလည်းပဲဘာသာရပ်ဘုံဆိုသင်ကြရမှာလည်းပဲအခက်အခဲများစွာရှိနေတယ်လို့လည်းတရားရှိထားပါတယ်ဆိုတော့
လက်ရှိ ULA ရဲ့လောက်ဆောင်ချက်တချို့ဟာတနည်းပဲကြည့်မယ်ဆိုတဲ့အခါမှာဒီကျွန်တော်အောက်ရှိဝန်ထမ်းတွေဟာငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးတွေနဲ့လောက်ဆောင်နေပြီးတော့လက်ရှိရခိုင်ပြည်နယ်ထဲမှာမိတဲနေထိုင်နေတဲ့လူမျိုးမတူတနည်းအားဖြင့်ဘာသာမတူတဲ့ဒီတနည်းအားဖြင့်ဆိုလို့ရှိရင်ဒီရိုဟင်ဂျာတိုင်းရင်းသားတွေပုံမှာအခုလိုမျိုးနိုင်တဲ့စိတ်နဲ့လုံနေတာမျိုးတွေနောက်ပြီးရင်မထင်သလိုဖမ်းဆီးခေါ်ဆောင်တော့ပြီးရိုက်နေတာမျိုးတွေအခုဆိုလို့ရှိရင်ဒီနောက်ထပ်ဒီကျွန်တော်တို့ဒီပညာရေးအရာရောလူမျိုးရေးအရာရောဘာသာရေးအရာရောနှိပ်ကော့နေတာမျိုးတွေအထိရှိလာနေတယ်ဆိုပြီးတော့လည်းဒါကျွန်တော်တင်ရရှိထားပါတယ်ဒါအပြင်လက်ရှိဒီသူတို့ဒီကျွန်တော်အာစာနဲ့ပတ်သက်လို့ဆိုပြီးတော့ဖမ်းခေါ်သွားတဲ့လူတွေဟာထောင်ကနန်းတဲ့မနေရှိနေတယ်လို့လည်းသိရှိကြပါတယ်ဆိုတော့ကတချို့ရွာတွေကကြားတဲ့ခါကျတော့အာစာလိုက်အာစာကိုထမင်းကြွရမှာပဲ ISO လိုက် ISO ကြွရမှာပဲ ARA လိုက် ARA ကိုထမင်းကြွရမှာပဲဘာကြောင့်လဲဆိုတဲ့ခါကျတော့နေရတော့ကိုကြောက်ရတဲ့ခက်လေဗျာမထင်သလိုဖမ်းဆီးခိုးဆောင်မထင်သလိုရိုင်းနေဆိုတော့နေရတော့ကိုကြောက်နေရတဲ့ခက်မှာစစ်တက်လိုက်စစ်တက်ကိုထမင်းကြွရမှာပဲဒါကိုစစ်တပ်နဲ့ပေါင်းလို့အာစာနဲ့ပေါင်းလို့ ARA နဲ့ပေါင်းလို့ဆိုပြီးတော့မတရားဖမ်းဆီးခိုးဆောင်တော့ပြီးရိုက်နေတာမျိုးတပ်ဖြတ်ပြစ်တာမျိုးတွေဟာဒါဟာလူမဆန်တဲ့လောက်ရတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဒါအပြင်လက်ရှိဒီကျွန်တော်တို့ဖမ်းဆီးခိုးဆောင်သွားတဲ့နေရာထဲမှာဒီကျွန်တော်တို့တနည်းပြောမယ်ဆိုလို့ရှိရင်ဒီ Rohingya Free Zone တစ်ခုအဖြစ်သတ်မှတ်ဖို့စူးစမ်းနေသူလည်းပဲလက်တွေ့မှာတော့လုံကျင်တယ်လို့လုံနေကြတာကိုမြင်တွေ့နေရပါတယ်ဒါအပြင်ဒီလက်ရှိဒီကျွန်တော်မောင်းတော့မြောက်ပိုင်းကြောက်ရှောင်းနဲ့လိုက်ရကျေးရွာအုပ်စုတွေမှာဒီကျွန်တော်အာစာကိုထောက်ပံ့လို့ဆိုပြီးတော့ဒီအာစာကိုခေါင်းစဉ်တက်ပြီးတော့အဲ့ဒီရွာထဲမှာရှိတဲ့အမျိုးသမီးတွေနဲ့တလားခွေသားအရွယ်ခလေးသူငယ်အပါအဝင်ခလေး24ယောက်အမျိုးသမီး18ယောက်ဟိုဒီကျွန်တော်လွန်ခဲ့တဲ့ဒီကျွန်တော်30ရဲ့17လ2025ရက်နဲ့မွန်းလေးတနာရီခန့်ကနေပြီးတော့ပိုက်လုံးထားကြတာရှိပါတယ်အခုအချိန်မှာတော့သူတို့နဲ့အဆက်တွေလည်းမရတော့ပါဘူးဆိုတော့ဒီလိုမိန်းကလေးတွေကိုဖမ်းတယ်ခလေးသူငယ်တွေကိုဖမ်းတယ်နောက်ပြီးလို့ရှိရင်သူတို့ကထမင်းကိုတရက်ကိုထမင်းတနက်ပဲကြွေထောင်ထဲမှာဆိုလို့ရှိရင်လည်းကျမ်းမာရေးစောင့်ရှောက်ခွင့်မရကြတဲ့အတွက်ကြောင့်မို့လို့ထောင်ထဲမှာယောဂဘုံဆောင်တွေရရှိနေကြတယ်ဆိုတော့ကလက်ရှိအေရဲ့ရက်စက်ရုံမှမှုတွေဟာတနည်းအားဖြင့်အပြင်ပိုင်းမှာသာလေလိုင်းပေါ်မှာသာကောင်းနေပြီးတော့အောက်ရှင်မှာတော့လုံးဝကန်းကောင်းနေပြီဆိုတဲ့ဟာတော့ကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်။မောင်တော်မြို့နယ်မြောက်ပိုင်းကဒီကြောက်ရှောင်းကျေးရွာမှာလည်းပဲဒီလက်ရှိနေပြီးတော့အာစာနဲ့ပတ်သက်လို့ဆိုပြီးတော့ဖမ်းကုန်သွားတယ်။ဖမ်းကုန်သွားပြီးရိုက်နေတဲ့အတွက်ရိုက်နေပြီးတော့တပ်ဖြတ်ခံလိုက်ရတဲ့လူလည်းရှိပါတယ်။ဆိုတော့ဒါကိုလည်းကျွန်တော်အနေနဲ့စရင်အတိအကျမရရှိသေးပါဘူးကျွန်တော်ရရှိလာတဲ့ခါကျရင်ကျွန်တော်အနေနဲ့ထပ်ဆင့်ပြီးတော့ထပ်မံတင်ပြပေးပါဦးမယ်ဆိုတော့ကလက်ရှိနေပြီးတော့အရကတက်တော့အေးဟာလေလဲပုံမှာလူသားစံပြနေပေမဲ့လက်ရှိကျွန်တော်မြေပြင်မှာကြတော့လူသားစံတဲ့လုံရမျိုးတစ်ခုမှလွတ်ဆောင်လာခြင်းမျိုးမတွေ့ရသေးပါဘူးဒါလည်းအင်မတန်မှရင်နာစရာကောင်းပါတယ်ဆိုတော့ကရခိုင်ပြည်နယ်ထဲမှာငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးတွေနဲ့လှုပ်ဆောင်နေတာမျိုးလည်းအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ဒီလက်ရှိ online မှာတွေ့လိုက်တယ်တယောက်မကောင်းရင်အဲ့ဒီလူနာမည်ဝတ်ပြုတ်ပါနောက်တဲ့အဖွဲ့အစည်းတွေနောက်တဲ့လူမျိုးတွေမထိခိုက်ပါနဲ့လို့ကျွန်တော်တွေ့ကြဆိုတော့ကဒါပေမဲ့ရိုဟင်ဂျာတွေတဲ့တယောက်ယောက်မှားသွားခဲ့ရင်တော့မှရိုဟင်ဂျာလူမျိုးကိုကောင်းစဉ်တက်ပြီးတော့မတရားဖိနှိုက်ပြုစုံနေခြင်းဟာလူသားချင်းစာနာထောက်ထားမှုမရှိတဲ့ပြုစုခြင်းမျိုးဖြစ်တဲ့အပြင်ဒီကနေ့ရိုဟင်ဂျာလူငယ်တွေဖမ်းဆီးတဲ့ရိုဟင်ဂျာလူငယ်တွေတပ်ဖြတ်နေခြင်းဟာလူသားဆန်တဲ့လုပ်ရမျိုးမဟုတ်ဘူးဆိုတဲ့ဟာကိုဒါကျွန်တော်တင်ပြနေပြီးတော့တင်ပြခြင်းနဲ့နောက်တစ်ခုဒီလက်ရှိနေစက်ကောင်စီရဲ့
ရက်စက်ရုံမှမှုတွေကိုကျွန်တော်တို့တွေကမကြိတ်လို့တော်လာနေကြတာဖြစ်တယ်ဒါပေမဲ့ဒီစက်ကောင်စီရဲ့ရက်စက်ရုံမှမှုတွေကိုမကြိတ်တဲ့ကျွန်တော်တို့တွေကဒီကနေ့ကြားကိုကြောက်လို့ရှင်ကြီးကကြားထက်ဆိုးတယ်လို့ပုံစံမျိုးဖြစ်နေခြင်းဟာလည်းပဲဒါအင်မတန်မှဒါကျွန်တော်တို့ဝမ်းနေစရာဖြစ်နေလို့ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့တော်လိုင်းနေပြီမှာကျွန်တော်တော်လိုင်းနဲ့တိုက်ကြတယ်တော်လိုင်းကျွန်တော်တော်လိုင်းရဲ့လုပ်တယ်ဆိုတာဘာကြောင့်လုပ်တာလဲအာနာရှင်ကိုမကြိတ်လို့လုပ်တာဒါပေမဲ့ဒီလိုတော်လိုင်းရဲ့သမားတွေထဲမှာဒီလိုအာနာရှင်စိတ်သက်ရှိနေတဲ့လူတချို့ကအခုလိုမျိုးငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်သက်မျိုးတွေနဲ့ရခိုင်သားတွေပုံမှန်ရောတခြားတိုင်းရင်းသားလူနေစုတွေပုံမှန်ရောရက်စက်ရုံမှရိုင်းဆိုင်တဲ့လောက်ရမျိုးလှုပ်ဆောင်နေခြင်းဟာဒီကနေ့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အာနာရှင်ဆန်တဲ့သဘောမျိုးတက်ရောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီညနေပြီးတော့တင်ပြခြင်းနဲ့အဲ့တော့လက်ရှိအာဆာနဲ့ပတ်သက်လို့ဆိုလို့ဖန်စီသွားပြီးရိုက်နေတာမျိုးစက်ကောင်စင်နဲ့ပတ်သက်လို့ဆိုလို့ရိုက်နေတာမျိုးတက်ချက်ပြစ်တာမျိုးဟာဒါလူမဆန်တဲ့လောက်ရတယ်ဖြစ်ပါတယ်ဒါအပြင်လက်ရှိဒီကျွန်တော်အကျဉ်းထောင်တွေထဲမှာစေဝါကူတာခွင့်မရမိသားစုနဲ့အဆက်အသွယ်မရနောက်တစ်ခုကအစဆိုလို့ရှိရင်ဒါကျွန်တော်ထမင်းကိုတရက်မှတစ်ထပ်ပဲကျွေးနေတဲ့ဒီလိုလောက်ရက်မျိုးဟာဒါလူမဆန်တဲ့လောက်ရက်မျိုးတစ်ခုလို့ဒါကျွန်တော်အနေနဲ့ပြင်းပြထန်ထန်ဝေဖန်လိုပါတယ်ဆိုတော့နောက်တစ်ခုကလက်ရှိဒီကျွန်တော်တို့အကျဉ်းထောင်တွေထဲမှာဖြစ်နေတဲ့အဖြစ်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒီဘူးသီးတောင်ထောင်မှာဆိုလို့ရှိရင်ဒါနေပြီးတော့လုံးဝပုံမှဝမ်ရှိုးယောဂတွေအပြင်တခြားယောဂတွေလည်းရှိနေကြတယ်လို့လည်းကျွန်တော်တင်ရရှိထားပါတယ်ဆိုတော့ကဒီလိုမျိုးရက်စက်ရုံမာတဲ့လောက်ရမျိုးတွေနဲ့လှုပ်ဆောင်လေခြင်းဟာအေးဟာလက်ရှိဒီမှာစက်ကောင်စီထက်ပုံမူဆိုးရွားနေတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီညနေမျိုးတင်ပြခြင်းနဲ့အဲ့တော့ကျွန်တော်ရဲ့ဒီကနေ့ဘုချုပ်ထုံးမြတ်နိုင်ကတော့ဘလောက်ပဲ live ပေါ်မှာဘလောက်ပဲ online ပေါ်ဘလောက်ပဲကောင်းကြောင်းနေဘလောက်ပဲပြောနေပါစေလက်တွေ့နဲ့ပြောဆိုချက်ဒီတခြားစီဆိုတဲ့ဟာကိုဒါကျွန်တော်ဒီညနေပြီးတော့သုံးသပ်တင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းဒေသမှာဆိုလို့ရှိရင်လည်းတောင်ကုတ်တန်တွဲကွာဒီနေရာဘက်ကမိန်းကလေးငယ်လေးမျိုးဖမ်းဆီးတယ်မတရားနှိမ့်ဆက်ညှဉ်းပန်းတယ်နောက်တစ်ခုကမဒိန်ကျင်တယ်လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာဆိုလို့ရှိရင်လည်းရိုဟင်ဂျာအမျိုးသမီးငယ်လေးတွေဖမ်းဆီးခေါ်ဆောင်သွားတယ်မဒိန်ကျင်တယ်ဆိုတော့တနည်းအားဖြင့်ဒါဆိုကျွန်တော်အနေနဲ့ပြောချင်တာတော့မဒိန်တက်လို့တော့မှကျွန်တော်နှမ်းမတက်ပြချင်ပါတော့တယ်ဘာကြောင့်လဲဆိုတော့မင်းကလေးငယ်လေးတွေဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အခုလိုမျိုးမဒိန်ကျင်တာမျိုးတွေအခုလိုမျိုးရဲရဲဆက်ဆက်လှုပ်ဆောင်နေတာမျိုးတွေဟာဒါဟာလူမဆန်တဲ့လုပ်ရမျိုးတစ်ခုဖြစ်ပြီးတော့တော်လာရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေတွန်းနေခြင်းဟာလည်းပဲတော်လိုင်းရဲ့ image ကိုအရင်ကျဆင်းစေတာဖြစ်ပါတယ်ဒီကနေ့မီဒီယာတွေကလည်းပဲဒီလိုသတင်းမျိုးတွေကိုဖော်ထုတ်လာခြင်းမရှိဘဲနဲ့တနည်းအားဖြင့်ပြည်သူလူထုရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ခံစားချက်ရင်ဆိုင်ဖြတ်တန်းနေရတဲ့ဖြတ်တန်းမှုတချို့ကိုမီဒီယာတွေကမဖော်ထုတ်ကြတော့တဲ့အပြင်လက်ရှိဖြစ်နေတဲ့အဖြစ်တချို့ကိုလည်းပဲမီဒီယာတွေကနေဖော်ထုတ်လာခြင်းမရှိတဲ့အပြင်အေအေရဲ့ကောင်းကြောင်းတွေအေအေထုံးမြတ်နိုင်ဘယ်လိုပြောတယ်အေအေထိတ်ပိုက်ကောင်းဆောင်ဘယ်လိုပြောတယ်ဆိုတာတော့ပဲရေးသားလာတာမျိုးတွေပဲတွေ့နေရပါတယ်ဒါကြောင့်မလို့သတင်းသမားတွေလည်းပဲလက်ရှိရခိုင်ပြည်ကသတင်းတွေလည်းပဲအမောင်ကဘာတဲ့ကသတင်းတစ်ခုသာဖြစ်ပြီးတော့လက်ရှိရခိုင်ပြည်နယ်ကသတင်းမှန်သမျှတွေလိန်ညာဟန်ဆောင်ဖုံးကွယ်ထားတဲ့သတင်းတွေသာဖြစ်တယ်ဆိုတဲ့ဟာကိုတင်ပြကြည့်မှာဒါကြောင့်မလို့မီဒီယာမှန်ရင်တို့တော့ဘယ်မလိုက်တဲ့မီဒီယာဘယ်မလိုက်တဲ့သတင်းတစ်ခုဖြစ်ဖို့အရင်ကြည့်ပါတယ်မီဒီယာဆိုတာတို့နိုင်ငံတနိုင်ငံရဲ့စတုထမန်တိုင်းဖြစ်ပါအမတမအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိဒီကျွန်တော်တို့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တဲ့ရခိုင်မီဒီယာဟာလိန်ညာဟန်ဆောက်ဖုံးကွယ်ထားတဲ့မီဒီယာတွေသာဖြစ်ပြီးတော့ပြည်သူလူထုရဲ့ရင်းနှီးခံစားချက်ကိုဖော်ပြခြင်းမရှိတဲ့တနည်းအားဖြင့်လက်နက်ကင်အုပ်စုရဲ့လက်ကင်တော့မီဒီယာတွေသာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်ပြရင်းနဲ့
ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူတရားကိုကျေးဇူးတင်ကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ